မင်္ဂလာပါရှင်ဝါရှင်တန် DC မြို့တော် VOA American အသံကနေ2014ခုနှစ်ဧပြီလ4ရက်တောက်ကြနေ့ညနေခင်း TV စီစဉ်တွေကိုမြန်မာစံတော်ချိန်ညနေ9:00နာရီကနေ9:00နာရီခန့်အထိဓာတ်ရိုက်ထုတ်လွှင့်ပေးသွားပါမယ်ရှင်ဒီကနေ့အစီအစဉ်မှာဆိုရင်တော့မြန်မာနဲ့အမေရိကန်ဆက်ဆံရေးဟာဒီနှစ်ပိုင်းအတွင်းတည်တည်သာသာတိုးတက်လာခဲ့တဲ့အကြောင်းမြန်မာကာကွယ်ရေးဝန်ကြီးဒုဗိုလ်ချုပ်ကြီးဝေလွင်ကပြောဆိုပါတယ်အာဆီယံကာကွယ်ရေးဝန်ကြီးနဲ့တွေ့ဆုံခဲ့တဲ့အမေရိကန်ကာကွယ်ရေးဝန်ကြီး Chuck Hagel အာရှဒေသကိုတွားရောက်ဖို့ပြင်ဆင်နေပါတယ်။သမ္မတရွေးကောက်ပွဲကျင်းပတော့မဲ့အာဖဂန်နစ္စတန်နိုင်ငံမှာအကြမ်းဖက်တိုက်ခိုက်မှုတွေပေါ်ပေါက်နေပါတယ်။အခုပထမဆုံးနောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုတင်ပြပေးပါမယ်ရှင်။မြန်မာနိုင်ငံနဲ့အမေရိကန်ပြည်ထောင်စုအကြားဆက်ဆံရေးဟာပြီးခဲ့တဲ့နှစ်သမ္မတဦးသိန်းစိန်ရဲ့အမေရိကန်ပြည်ထောင်စုခီးစဉ်အပြီးမှာပြောင်းလဲတိုးတက်တဲ့အနေအထားကိုရောက်လာခဲ့တယ်လို့မြင်တဲ့အကြောင်းဟာဝိုင်ယီကျွန်းမှာအာဆီယံကာကွယ်ရေးဝန်ကြီးတွေနဲ့အမေရိကန်ကာကွယ်ရေးဝန်ကြီးချက်ခေဂယ်တို့ရဲ့အလွတ်သဘောဆွေးနွေးပွဲကိုတက်ရောက်ခဲ့တဲ့မြန်မာကာကွယ်ရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က VOA ကိုပြောပါတယ်အဲ့တော့အရင်တော့အရန်ဝေးနေတဲ့အချိန်ကြီးကနေစပြီးတော့သမ္မတကြီးရှင်းပြတဲ့အချိန်မှာသူတို့တော်တော်လေးပဲကျွန်တော်ခံစားရတာတော့တော်တော်သူတို့နားလည်မှုပိုရတယ်လို့မြင်ပါတယ်။ဘာကြောင့်လဲဆိုတော့သမ္မတကြီးခီးစဉ်ပြီးနောက်ပိုင်းမှာပို့ပြီးတော့သူတို့ရဲ့လွှတ်တော်အမတ်တွေရောအောက်လွှတ်တော်အမတ်တွေရောအထက်လွှတ်တော်အမတ်တွေရောကျွန်တော်တို့နိုင်ငံကိုမကြာခဏရောက်ပြီးတော့လာပြီးတော့တွေ့တာတွေဝင်ကြီးဌာနနဲ့တွေ့တာတွေမြေပြင်အခြေအနေတွေလာပြီးတော့လေးလာတာတွေရှိတယ်ပုံပေါ်ပါတယ်။ဒါကြောင့်လို့ဟိုအရင်နဲ့စားလို့ရှိရင်တော့ဒီလွှတ်တော်အမတ်တွေရဲ့အနေအထားတွေကပို့ပြီးတော့နားလည်မှုရလာတယ်လို့ကျွန်တော်အနေနဲ့မြင်ပါတယ်အာဆီယံနိုင်ငံတွေနဲ့အမေရိကန်ပြည်ထောင်စုအကြားပထမဆုံးအကြိမ်ကာကွယ်ရေးဝန်ကြီးတွေရဲ့အလွတ်သဘောအစည်းအဝေးကျင်းပခဲ့တာဖြစ်ပြီးမြန်မာနိုင်ငံအာဆီယံဥက္ကဋ္ဌတာဝန်ယူချိန်နဲ့လည်းတိုက်ဆိုင်နေပါတယ်။နှစ်ပေါင်း90အတွင်းမြန်မာအစိုးရကာကွယ်ရေးဝန်ကြီးတဦးအနေနဲ့အမေရိကန်ကာကွယ်ရေးဝန်ကြီးနဲ့ပထမဆုံးအကြိမ်အခုလိုအလွတ်သဘောဆွေးနွေးပွဲမှာပါဝင်တာဖြစ်ပါတယ်။မြန်မာနိုင်ငံနဲ့အမေရိကန်ပြည်ထောင်စုအကြားစစ်ရေးဆက်ဆံမှုဟာတိတ်ဆောလွန်းနေဆိုပြီးအမေရိကန်လွှတ်တော်အမတ်တချို့ကဝေဖန်မှုတွေရှိနေချိန်မှာပဲအခုလိုအာဆီယံကာကွယ်ရေးဝန်ကြီးတွေကိုအမေရိကန်ပြည်ထောင်စုကဖိတ်ကြားခဲ့တာပါ။အမေရိကန်ကာကွယ်ရေးဝန်ကြီးချက်ခေဂယ်ကတော့လူ့အခွင့်အရေးကိုလေးစားတန်ဖိုးထားတဲ့အမေရိကန်ပြည်ထောင်စုအနေနဲ့လူ့အခွင့်အရေးအားနည်းတဲ့မိဖက်နိုင်ငံတွေကိုလည်းလက်တွဲခေါ်သွားမှာဖြစ်တဲ့အကြောင်းပြောဆိုသွားပါတယ်ရှင်။မြန်မာနိုင်ငံအတွင်းပြောင်းလဲတွေမှာဒီမိုကရေစီဖော်ဆောင်ရေးဟာအစိုးရရဲ့အလိုလားဆုံးဆောင်ရွက်ချက်လို့ပြည်သူအများစုကမြင်တဲ့အကြောင်းအမေရိကန်ပြည်ထောင်စုအခြေစိုက် IRI International Republican Institute အဖွဲ့ကြီးကမြန်မာပြည်သူတွေအကြားမှာကောက်ခံတဲ့စစ်တမ်းတစ်စောင်ကိုမနေ့ကထုတ်ပြန်လိုက်ပါတယ်။မြန်မာပြည်သူတွေရဲ့အမြင်သဘောထားတွေကိုကောက်ခံတဲ့စစ်တမ်းဟာ IRI အဖွဲ့ကြီးရဲ့မြန်မာနိုင်ငံဆိုင်ရာပထမဆုံးအကြိမ်ထုတ်ပြန်တဲ့စစ်တမ်းဖြစ်ပါတယ်။ဒီစစ်တမ်းနဲ့ပတ်သက်ပြီးတော့ဒီဆွေးနွေးပွဲတရက်ကိုလည်းမနေ့ကဝါရှင်တန်မြို့တော်မှာကျင်းပခဲ့ပါတယ်။လက်ရှိမြန်မာနိုင်ငံမှာသွားနေတဲ့ရေပုံရအပြောင်းလဲတွေနဲ့လမ်းကြောင်းအပေါ်မှာပြည်သူအများစုကထောက်ခံတယ်လို့ဒီစီခန်းစာကဖော်ပြပါတယ်။ဒီမိုကရေစီမှာပြဿနာတွေရှိပေမဲ့လည်းတခြားစနစ်တွေထက်ပိုကောင်းတယ်ဆိုတာစစ်တမ်းရဲ့86%ကသဘောတူပြီးဒီမိုကရေစီစနစ်ဟာဆုံးဖြတ်ချက်မပြတ်သားဘူးစီးပွားရေးအတွက်ကောင်းမွန်တဲ့လက္ခဏာမဟုတ်ဘူးဆိုတာတွေကိုလည်းမြန်မာနိုင်ငံသားအများစုကလက်မခံဘူးလို့အစီရင်ခံစာကဆိုပါတယ်ရွေးကောက်ပွဲကျင်းပမယ်ဆိုရင်မဖြစ်မနေမဲပေးမယ်လို့ဖြေဆိုသူ89%ရှိတယ်လို့လည်းအစီရင်ခံစာကပြောပါတယ်မြန်မာအရေးလှုပ်ရှားသူတချို့ကတော့ဒီစစ်တမ်းဟာမြန်မာပြည်သူတွေရဲ့သဘောထားကိုထင်ဟပ်တဲ့စစ်တမ်းတစ်ခုမဟုတ်ဘူးဆိုပြီးညှင်းပယ်နေတယ်လို့စစ်တမ်းကောက်ခံပုံနဲ့ပတ်သက်ပြီးတော့လည်းပြန်လည်ဝေဖန်ညှင်းချက်ထုတ်ထားကြပါတယ်ရှင်။ပျောက်ဆုံးနေတဲ့မလေးရှားခီးသည်တင်လေယာဉ်ရဲ့ Black Box ဒီလေယာဉ်မှတ်တမ်းသိမ်းဆည်းထားတဲ့ဆက်လာမယ့်ရက်အနည်းငယ်အတွင်းမှာပဲဘက်ထရီအားကုန်တော့မှာမို့ဒီဆက်ကိုအချိန်မီရှာတွေ့နိုင်ဖို့အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းအလံဝေးတဲ့နေရာမှာရေအောက်ရှာဖွေမှုတွေစတင်နေပါပြီ။ Black Box ကနေထွက်တဲ့အသံကိုဖမ်းယူနိုင်ဖို့အတွက်မိုင်150လောက်အကျယ်ဝန်းရှိတဲ့နေရာတစ်လျှောက်ဒီလိုအသံကိုဖမ်းယူနိုင်တဲ့ဆက်နဲ့အမေရိကန်ရေတပ်ကရှာဖွေမှုတွေဒီကနေ့စတင်လှုပ်ဆောင်နေတဲ့အကြောင်းအငိမ့်စားဩစတြေးလျလေကြောင်းအရာရှိ Angus Houston ကပြောပါတယ်။ Black Box battery ကုန်မသွားခင်ဒီဆက်ကနေထုတ်လွှတ်တဲ့ electronic လှိုင်းတွေကိုဖမ်းယူနိုင်ဖို့တနင်္လာနေ့လောက်အထိပဲအချိန်ရနိုင်တော့မယ်လို့အာဏာပိုင်တွေကခန့်မှန်းထားတာပါ။ကွာလာလမ်ပူမြို့ကနေဘေကျင်းမြို့ကိုအသွားလမ်းမှာဘိုးရင်းအမှတ်989လေယာဉ်ထူးထူးဆန်းဆန်းပျောက်ဆုံးသွားတာတနင်္လာနေ့ဆိုရင်ရက်30ပြည့်တော့မှာဖြစ်ပါတယ်။ဒီလေယာဉ်ရှာဖွေရေးအတွက်နိုင်ငံပေါင်းစုံကရှာဖွေမှုတွေလှုပ်ဆောင်နေပေမဲ့အခုအချိန်ထိကတော့သဲလွန်စတစုံတရာမတွေ့ရသေးပါဘူးရှင်။ အာဖဂန်
နစ္စတန်နိုင်ငံမှာနိုင်ငံခြားသူအမျိုးသမီးသတင်းတောက်2ဦးကိုရဲတယောက်ကတနက်နဲ့ပစ်ခတ်ခဲ့တဲ့အတွက်တဦးသေဆုံးပြီးတော့နောက်တဦးကတော့ဒဏ်ရာရသွားတယ်လို့အာဖဂန်အရာရှိတွေကပြောပါတယ်။ပစ်ခတ်တဲ့ရဲကိုဖမ်းဆီးထားပြီးဖြစ်ကြောင်းအာဏာပိုင်တွေကပြောပါတယ်။ဘာကြောင့်အခုလိုပစ်ခတ်မှုဖြစ်ရတယ်လဲဆိုတာကိုတော့မသိရသေးပါဘူး။ဒီပစ်ခတ်မှုဟာအာဖဂန်နစ္စတန်နိုင်ငံရဲ့သမ္မတရွေးကောက်ပွဲမတိုင်ခင်တရက်အလိုမှာဖြစ်ပွားခဲ့ပြီးတော့အခင်းဖြစ်တဲ့နေရာကိုတော့နိုင်ငံအရှေ့ပိုင်းပါကစ္စတန်နယ်စပ်အနီးမှာရှိတဲ့ Khost ခရိုင်ကရဲစခန်းဝဲတစ်ခုအတွင်းမှာဖြစ်ခဲ့တာပါ။စနေနေ့မှာကျင်းပမဲ့နိုင်ငံတော်အဆင့်နဲ့ဒေသဆိုင်ရာရွေးကောက်ပွဲတွေကိုအကြမ်းဖက်နည်းအသုံးပြုပြီးနှောက်ယှက်ဟန့်တားမှာဖြစ်တယ်လို့တာလီဘန်တွေကအစောပိုင်းကတည်းကပြောဆိုထားတာပါ။ပြီးခဲ့တဲ့လတုန်းကလည်းပြင်သစ်သတင်းဌာနမှာလုပ်ကိုင်နေတဲ့ထင်ရှားတဲ့အမေရိကန်နိုင်ငံသားသတင်းတောက်တအုပ်ကိုတာလီဘန်တပ်သမားတွေကပစ်ခတ်ခဲ့ပါသေးတယ်ရှင်။ပါလက်စတိုင်းခေါင်းဆောင်တွေကကုလသမဂ္ဂအဖွဲ့ကြီးရဲ့အသိအမှတ်ပြုခံရဖို့ထပ်မံကြိုးပမ်းနေတဲ့အတွက်အစ္စရေးကစတုတ္ထမြောက်ပါလက်စတိုင်းအကျဉ်းသားအုပ်စုပြန်လွှတ်ပေးဖို့စီစဉ်ထားတာကိုဖျက်သိမ်းလိုက်ပါတယ်။ပါလက်စတိုင်းဘက်ကလှုပ်တဲ့အပြုအမူဟာအကျဉ်းသားတွေလွှတ်ပေးရေးကိစ္စအတွက်သတ်မှတ်ချက်တွေကိုချိုးဖောက်ရာရောက်တယ်လို့အစ္စရေးတရားရေးဝန်ကြီးတစ်စပီလစ်ဖနီကပြောပါတယ်။ပါလက်စတိုင်းကကိုယ့်သဘောနဲ့ကိုယ်မလှုပ်ဆောင်ရဘူးဆိုတဲ့သဘောတူညီထားမှုကိုချိုးဖောက်တာဖြစ်တယ်လို့လည်းသူကဆိုပါတယ်။အစ္စရေးနိုင်ငံသားရေးဝန်ကြီးအဗီဂဒိုလီဗာမန်ဟာတောက်ကြနေ့အမေရိကန်ပြည်ထောင်စုကိုတွားရောက်ပြီးဘေးချက်နံချက်ဖြစ်နေတဲ့ကိစ္စအပေါ်ဆွေးနွေးဖို့ရှိနေချိန်မှာအခုလိုဆက်ဆက်ရေးတင်းမာမှုဖြစ်ရတာပါ။အစ္စရေးနိုင်ငံသားရေးဝန်ကြီးဟာရှေ့သတင်းပတ်ထဲမှာအမေရိကန်နိုင်ငံသားရေးဝန်ကြီးဂျွန်ကယ်ရီနဲ့တွေ့ဆုံဖို့ရှိပါတယ်။အစ္စရေးနဲ့ပါလက်စတိုင်းတို့အကြားဆွေးနွေးညှိနှိုင်းတာဟာအသေးစားမခံတဲ့အခြေအနေမှာရှိနေတဲ့အကြောင်းအယ်ဂျီးရီးယားနိုင်ငံမှာရောက်နေတဲ့အမေရိကန်နိုင်ငံသားရေးဝန်ကြီးဂျွန်ကယ်ရီကကြာသပတေးနေ့မှာပြောဆိုခဲ့ပါတယ်။လုပ်ငန်းစဉ်ဆက်လက်ရှင်းသန်နေဖို့အစ္စရေးနဲ့ပါလက်စတိုင်းခေါင်းဆောင်တွေအပေါ်မှာမူတည်နေတယ်လို့လည်းသူကပြောဆိုသွားပါတယ်ရှင်။တူရကီနိုင်ငံမှာ Twitter လူမှုကွန်ရက် website ကိုအစိုးရကပိတ်ပင်ထားမှုကိုဖွဲ့စည်းပုံတရားတရုံတစ်ခုကနေပြီးတော့ဖယ်ရှားလိုက်တာကိုသူ့အနေနဲ့လက်မခံဘူးလို့တူရကီဝန်ကြီးချုပ်ကပြောဆိုလိုက်ပါတယ်။ဒါပေမဲ့ဖွဲ့စည်းပုံတရားရုံးရဲ့ဆုံးဖြတ်ချက်အတိုင်းလိုက်နာပါမယ်လို့ဝန်ကြီးချုပ်Recep Tayyip Erdoganကပြောပါတယ်။တူရကီမှာ Twitter website ပြန်ဖွင့်ပေးခဲ့ပြီးတဲ့နောက်တရက်မှာပဲဝန်ကြီးချုပ်Erdoganကသတင်းစာရှင်းလင်းပွဲမှာအခုလိုပြောလိုက်တာဖြစ်ပါတယ်။ဖွဲ့စည်းပုံတရားရုံးရဲ့ဆုံးဖြတ်ချက်ဖြစ်နေတာကြောင့်သူ့အနေနဲ့ဆုံးဖြတ်ချက်အတိုင်းလိုက်နာမယ်လို့ပြောကြားသွားပါတယ်။ဝန်ကြီးချုပ်ကိုယ်တိုင်အပါအဝင်သူ့အစိုးရတွေကထိပ်တန်းတာဝန်ရှိသူတွေနဲ့မိသားစုဝင်တွေလက်စားနေတယ်ဆိုတာပေါ်လွင်နေတယ်လို့ဆိုတဲ့အသံဖိုင်တွေလူမှုကွန်ရက်ပေါ်ပြန့်နှံ့ခဲ့ပြီးတဲ့နောက်ဒေသန္တရရွေးကောက်ပွဲတွေမတိုင်ခင် Twitter အသုံးပြုမှုပိတ်ပင်တယ်လို့ဝန်ကြီးချုပ်ကအမိန့်ထုတ်ခဲ့တာပါ။ဒီလိုပိတ်ပင်တာဟာလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကိုပိတ်ပင်တာဖြစ်တယ်လို့နိုင်ငံရဲ့ဖွဲ့စည်းပုံတရားရုံးကဗုဒ္ဓဟူးနေ့ကဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်ရှင်။အမေရိကန်ပြည်ထောင်စုတက္ကဆက်ပြည်နယ်က Fort Hood အခြေစိုက်တပ်စခန်းမှာစစ်ပြန်သေနတ်သမားသူ့ကိုယ်သူအဆုံးမစီရင်ခင်ဘာကြောင့်လူ3ယောက်သေဆုံးပြီး16ယောက်ဒဏ်ရာရအောင်ပစ်ခတ်ခဲ့တယ်လဲဆိုတဲ့အဖြေကိုစုံစမ်းစစ်ဆေးသူတွေကရှာဖွေနေကြပါတယ်။ပစ်ခတ်မှုတွေမဖြစ်ခင်မှာသေနတ်သမားဟာအော်ဟစ်အငင်းပွားမှုတစ်ခုဖြစ်ခဲ့တယ်လို့စစ်စခန်းရဲ့တပ်မှူးကြီးဒုတိယဗိုလ်ချုပ်ကြီး Mark Miley ကပြောပါတယ်။ There may have been a verbal altercation with another soldier or soldiers and there's a strong possibility နောက်ထပ်စစ်သားတယောက်ဒါမှမဟုတ်စစ်သားတွေနဲ့သူနှုတ်နဲ့အငင်းခုန်ဖြစ်ခဲ့နိုင်ပါတယ်။အဲ့ဒီလိုဖြစ်ပြီးချင်းမှာပြစ်ခတ်ခဲ့တဲ့ဖြစ်နိုင်ခြေအများကြီးရှိပါတယ်။ဒါပေမဲ့အခုအချိန်မှာတော့အငင်းခုန်ဖြစ်ပြီးပြစ်ခတ်မှုဖြစ်တယ်လို့အတိအကျကျွန်တော်တို့မပြောနိုင်ပါဘူး။ဒါပေမဲ့အဲ့ဒီလိုအခြေအနေဖြစ်ခဲ့နိုင်တယ်လို့အခိုင်အမာရည်ညွှန်းပြနေပါတယ်လို့ Fort Hood တပ်စခန်းရဲ့တပ်မှူးကြီးကပြောသွားတာပါ။တနက်နဲ့ပြစ်ခဲ့တဲ့စစ်သားဟာ Puerto Rico နွယ်ဘွားအသက်34နှစ်အရွယ် Evan Lopez ဖြစ်ပါတယ်။ Evan Lopez ဟာစိတ်ရောဂါဆိုင်ရာဆေးကုသမှုခံယူခဲ့ရသူဖြစ်ပြီးဒီအချက်ကြောင့်လည်းသူတနက်နဲ့ပြစ်ခတ်ခဲ့တာဖြစ်ကောင်းဖြစ်နိုင်ပေမဲ့လို့တခြားဖြစ်နိုင်တဲ့အချက်တွေကိုလည်းစုံစမ်းသူတွေကစုံစမ်းစစ်ဆေးနေတယ်လို့တပ်မှူးကြီးကပြောသွားတာပါ။ပြစ်ခတ်နေတဲ့ Lopez ကိုထိတ်တန်းတယောက်တပ်ထိန်တယောက်ကနေပြီးတော့ချင်းကက်စင်မှာသူ့ရဲ့ပစ္စတိုတနက်နဲ့သူ့ကိုယ်သူအဆုံးစီရင်ခဲ့တာဖြစ်ပါတယ်။တနက်တန်ရာရထားသူတွေတဲက3ယောက်ရဲ့အခြေအနေဟာစိုးရိမ်စရာဖြစ်ပြီး2ယောက်ကတော့ထပ်ပြီးခွဲစိတ်ကူတာဖို့လိုအပ်တယ်လို့ Texas မြို့ကစေယုံတာဝန်ရှိသူတွေကပြောပါတယ်ရှင်။ကျူးဘား Twitter လို့နာမည်ပေးထားတဲ့အမေရိကန်အစိုးရရဲ့အင်တာနက်ဆက်သွယ်ရေးကွန်ရက်ဟာကျူးဘားနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်အစီအစဉ်တစ်ခုသာဖြစ်ပြီးလျှို့ဝှက်လုပ်ငန်းတစ်ခုမဟုတ်ပါဘူးလို့အမေရိကန်သမ္မတအင်ဖြူတော်ကပြောလိုက်ပါတယ်။ In a non-permissive environment, i.e. a place like Cuba,
you're discreet about how you implement it. ကျူးဘားနိုင်ငံလိုလွတ်လပ်တဲ့ဝန်းကျင်တစ်ခုမရှိတဲ့နေရာမျိုးတွေမှာဒီလိုအစီအစဉ်မျိုးရှိတဲ့အခါလွတ်လပ်ခွင့်ကိုကျင့်သုံးသူတွေကိုကာကွယ်ပေးနိုင်မှုအတွက်လွတ်လပ်ခွင့်တွေရှိလာအောင်ဘယ်လိုလှုပ်ဆောင်မလဲဆိုတာကကွဲပြားမှုဖြစ်လာပါတယ်လို့အင်မြူတော်ပြောခွင့်ရသူဂျေကာနီကပြောသွားတာပါကျူးဘားနိုင်ငံမှာနိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ကွန်မြူနစ်အစိုးရကိုအင်အားချိနေအောင်လုပ်ဖို့ကြိုးပမ်းတဲ့အနေနဲ့အမေရိကန်အစိုးရဟာကျူးဘားနိုင်ငံအတွင်းလူမှုဆက်သွယ်ရေးကွန်ရက်ကိုတိတ်တဆိတ်ငွေကြေးထောက်ပံ့ပေးနေတယ်လို့ဖော်ပြထားတဲ့ AB သတင်းတစ်ပုဒ်ကိုအင်မြူတော်ကအခုလိုပြန်လည်တုံ့ပြန်လိုက်တာဖြစ်ပါတယ်။ဆွန်ဇူညဲလို့နာမည်ပေးထားတဲ့အမေရိကန်အကူအညီပေးရေးအဖွဲ့ USAID ရဲ့အစီအစဉ်ဟာနိုင်ငံရေးဆန္ဒပြပွဲတွေစီစဉ်တဲ့နေရာမှာသုံးနိုင်အောင်စာရေးသားဆက်သွယ်နိုင်တဲ့ဝန်ဆောင်မှုတစ်ရပ်ဖန်တီးပေးထားပြီးကျူးဘားအစိုးရရဲ့အင်တာနက်ကန့်သတ်ချက်တွေကိုထိုးဖောက်ဖို့အသုံးပြုခဲ့တဲ့အကြောင်း AP သတင်းကရေးသားခဲ့တာပါ။ AB သတင်းဖော်ပြချက်နဲ့ပတ်သက်လို့တစုံတရာထုတ်ဖော်ပြောဆိုဖို့ကိုတော့ကျူးဘားအစိုးရကညှင်းဆန်ထားပါတယ်။ USAID အဖွဲ့ကတော့ဒီအစီအစဉ်အတွက်အမေရိကန်အစိုးရရဲ့ငွေကြေးအထောက်အပံ့အဆုံးသတ်ခဲ့တဲ့2012ခုနှစ်စက်တင်ဘာလကတည်းကစလို့ဒီအစီအစဉ်မရှိတော့ဘူးလို့ AP သတင်းဌာနကိုပြောဆိုခဲ့ပါတယ်ရှင်။အမေရိကန်ပြည်ထောင်စုဟာဝိုင်အီကျွန်းမှာကျင်းပတဲ့အာဆီယံကာကွယ်ရေးဝန်ကြီးတွေနဲ့အမေရိကန်ကာကွယ်ရေးဝန်ကြီးချက်ဟေဂယ်တို့ပထမဆုံးအကြိမ်အလွတ်သဘောတွေ့ဆုံပွဲပြီးဆုံးသွားပါပြီ။အမေရိကန်ကာကွယ်ရေးဝန်ကြီးချက်ဟေဂယ်ဟာအခုအာရှဒေသကိုတွားရောက်ဖို့ပြင်ဆင်နေပြီးတော့ဒီခီးစဉ်ဟာအမေရိကန်ပြည်ထောင်စုနဲ့အာရှဒေသကိုအလေးထားတဲ့မူဝါဒအပေါ်သက်သေပြဖို့ဖြစ်တယ်လို့ပြောဆိုပါတယ်။ VOA သတင်းတောက် Jeff Selton သတင်းပေးပို့ထားတာကိုဦးသိန်းထိုက်ဦးကတင်ပြပေးပါမယ်ရှင်။ဟာဝိုင်အီကျွန်းအမေရိကန်ပစိဖိတ်စစ်ဌာနချုပ်မှာကျင်းပခဲ့တဲ့အာဆီယံကာကွယ်ရေးဝန်ကြီးတွေနဲ့ပထမဆုံးအကြိမ်လွတ်သဘောတွေ့ဆုံမှုကအမေရိကန်ကာကွယ်ရေးဝန်ကြီးချတ်ဟေဂယ်အတွက်အာရှပစိဖိတ်ဒေသအတွင်းအမေရိကန်ပြည်ထောင်စုရဲ့အခမ်းကဏ္ဍနဲ့ရပ်တည်ချက်ကိုချပြခဲ့တဲ့အခမ်းအနားတစ်ခုဖြစ်ပါတယ်။လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးနဲ့သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးကိစ္စတွေမှာဒေသတွင်းနိုင်ငံတွေနဲ့ပူးပေါင်းဆောင်ရွက်ရေးကိုချတ်ဟေဂယ်ကအဓိကပြောခဲ့တာပါ။ ဒီအစည်းအဝေးဟာအာဆီယံဒေသတွင်းနိုင်ငံတွေနဲ့အမေရိကန်ပြည်ထောင်စုအကြားဆက်ဆံရေးမှာထူးခြားတဲ့သမိုင်းဝင်အစည်းအဝေးတစ်ရပ်ပါ။ဒီခီးစဉ်နဲ့အာဆီယံအမေရိကန်ဆွေးနွေးပွဲကအာရှပစိဖိတ်ဒေသအတွင်းအင်အားပြညှိရေးဟာအမေရိကန်လုံခြုံရေးမဟာဗျူဟာအတွက်အရေးကြီးတဲ့အစိတ်ပိုင်းဆိုတာလည်းပြသလိုက်တာပါ။အာရှပစိဖိတ်ဒေသတွင်းကယ်ဆယ်ရေးလုပ်ငန်းတွေဟာအမေရိကန်ပြည်ထောင်စုအတွက်တော့မစိမ်းပါဘူး။မကြာသေးခင်ကပဲပျောက်ဆုံးနေတဲ့မလေးရှားလေကြောင်းပိုင်လေယာဉ်ရှာဖွေရာမှာအမေရိကန်ပြည်ထောင်စုကပါဝင်ကူညီခဲ့ပါတယ်။တိုင်ဖုန်းမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ဖိလစ်ပိုင်နိုင်ငံကယ်ဆယ်ရေးလုပ်ငန်းဆေးနဲ့စားနပ်ရိက္ခာအကူအညီတွေပေးရမှာလဲအမေရိကန်ပြည်ထောင်စုကတက်တက်ကြွကြွဆောင်ရွက်ခဲ့တာပါ။အာဆီယံကာကွယ်ရေးဝန်ကြီးတွေနဲ့လွတ်သဘောတွေ့ဆုံတဲ့အစည်းအဝေးပြီးမှာပဲအမေရိကန်ကာကွယ်ရေးဝန်ကြီးချက်ရှိခဲ့ဂျပန်တရုတ်နဲ့ဒေသတွင်းနိုင်ငံတွေကိုတွားရောက်ဖို့စီစဉ်နေပါတယ်။ဂျပန်နဲ့အမေရိကန်ပြည်ထောင်စုအကြားကာကွယ်ရေးအရပို့ပြီးတော့နီးနီးကပ်ကပ်ဆက်ဆံလာတဲ့အခြေအနေကိုရှင်းပြပြောဆိုတဲ့တစ်ချိန်တည်းမှာပဲခီးစဉ်အတွင်းမြောက်ကိုရီးယားရဲ့ချိန်ချောက်မှုတွေနဲ့ပတ်သက်လို့လည်းအဓိကဆွေးနွေးမှာဖြစ်တယ်လို့သူကပြောထားပါတယ်။ဒီသတင်းပတ်အတွင်းမြောက်ကိုရီးယားဘက်ကတောင်ကိုရီးယားပိုင်ရေပိုင်နက်ထဲကိုမစ်ဇိုင်းဒုံးစမ်းသပ်ပစ်ခတ်ခဲ့တဲ့ကိစ္စကိုလည်းတရုတ်နိုင်ငံကိုရောက်တဲ့အချိန်မှာတရုတ်အစိုးရခေါင်းဆောင်တွေနဲ့တွေ့ဆုံဆွေးနွေးမယ်ဆိုပြီးအမေရိကန်ကာကွယ်ရေးဝန်ကြီးချတ်ဟေဂယ်ကပြောပါတယ်။အခုလိုအမေရိကန်ပြည်ထောင်စုရဲ့မူဝါဒအာရှဒေသကိုဦးစားပေးလာတဲ့အချိန်ဟာတရုတ်နဲ့ဒေသတွင်းနိုင်ငံတွေကြားနယ်နိမိတ်အငြင်းပွားနေတဲ့အချိန်နဲ့လည်းတိုက်ဆိုင်နေပါတယ်။ဒါကြောင့်လည်းဒီမူဝါဒအပေါ်မှာမေးခွန်းထုတ်မှုတွေရှိနေတာပါ။နိုင်ငံတကာကာကွယ်ရေးဆိုင်ရာ James Defense Weekly စာဆောင်က James Hardy က Skype ကတဆင့်အခုလိုပြောပါတယ်။ That's the $1 million question. Is it about အမေရိကန်ဒေါ်လာတန်းနဲ့ချီတဲ့မေးခွန်းတစ်ခုပါ။ဒါကတရုတ်ကိုထိန်းထားဖို့လုပ်တာလား။စီးအေးခေတ်ကအယူအဆမျိုးလား။အရင်ကဆိုဗီယက်ပြည်ထောင်စုကိုထိန်းထားခဲ့သလိုမျိုးတရုတ်ကိုထိန်းဖို့လိုနေပြီလား။ဒါကယူရအဖြစ်တစ်ခုတော့ဟုတ်ချင်မှဟုတ်ပါလိမ့်မယ်။တရုတ်နဲ့အမေရိကန်ရရှိတွေကြားတွေ့ဆုံဆွေးနွေးမှုတွေကနေပူးပေါင်းဆောင်ရွက်ရေးကိုတိုးမြင့်မှာဖြစ်ပြီးစီးရေးအရာလည်းနှစ်ဖက်ပွင့်လင်းမြင်သာမှုကိုရနိုင်မယ်လို့အမေရိကန်ရရှိတွေဘက်ကရှုမြင်ပါတယ်။ဒါပေမဲ့လည်းတရုတ်နိုင်ငံဘက်ကတော့ဒါကိုတန်တရားဖြစ်နေပုံရပါတယ်ဆိုပြီးအမေရိကန်လုံခြုံရေးဌာနကPatrick Corning ကအခုလိုဝေဖန်ပါတယ် From the Chinese perspective တရုတ်နိုင်ငံရဲ့အမြင်မှာတော့စိတ်မကောင်းစရာကသူနဲ့တစ်ဖက်တည်းမရက်တဲ့သူဆိုရင်စန့်ကျင်တဲ့သူပဲလို့သတ်မှတ်တာပါအာရှပစိဖိတ်ဒေသတွင်တည်ငြိမ်ရေးဟာကမ္ဘာစီးပွားရေးတွေအဓိကကျတဲ့အရာဆိုပေမဲ့လည်းအမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနအရာရှိတွေကတော့ဒေသတွင်းစီးရေးအင်အားနဲ့စီးရေးစွမ်းရည်ချိန်ခွင်ရှာပြန်ညှိဖို့ကလွယ်ပြီးတခြားရွေးစရာလည်းမရှိဘူးဆိုပြီးပြောဆိုနေကြကြောင်းပါခင်ဗျာ
VOA TV သတင်းလွှာအစီအစဉ်ကိုဆက်လက်ထုတ်လွှင့်ပေးနေပါတယ်ရှင်။ဆိုဗီယက်ပြည်အောင်စုခေတ်ကိုပြန်သွားနေတာလားဆိုတာဟာသမ္မတပူတင်ရဲ့ဦးဆောင်မှုအောက်စိတ်အားထက်သန်နေတဲ့ရုရှားနိုင်ငံအဖို့ခရိုင်းမီးယားပြဿနာစတင်ခဲ့ချိန်ကစပြီးတွေးတောစရာတစ်ခုဖြစ်လာနေပါတယ်။ VOA သတင်းတောက် Mikhail Alkels မော်စကိုမြို့ကနေပေးပို့ထားတဲ့သတင်းကိုတော့ဦးကျော်စံသာကတင်ပြပေးပါမယ်ရှင်။မော်စကိုနိုင်ငံတော်တက္ကသိုလ်ကသမိုင်းပါမောက္ခ Andrei Zubov ဟာသမ္မတပူတင်ရဲ့ယူကရိန်းအပေါ်လုပ်ရပ်ကို Adolf Hitler ရဲ့ဩစတြီးယားသိမ်းယူတာနဲ့နှိုင်းယှဉ်ရေးသားလို့အလုပ်ဖြုတ်ခံလိုက်ရပါတယ်။ဘာကြောင့်ဒီလိုရေးရတယ်ဆိုတာကိုသူကအခုလိုရှင်းပြပါတယ်။ Я думаю, что еще у нас не Советский Союз, поэтому вот проверить. ကျွန်တော်တို့ကဆိုဗီယက်ပြည်အောင်စုမှာနေကြတာမဟုတ်ကြတော့တဲ့အတွက်အဲ့ဒီအာဏာရှင်ခေတ်နဲ့ဘလောက်လှမ်းဝေးလာခဲ့ပြီလဲဆိုတာစမ်းစစ်သင့်ပါတယ်။လူတို့ကိုလည်းတစ်ဖက်ကပညာပေးပြီးသိပ္ပံနည်းကျကျစမ်းစစ်မှုတရားလည်းဖြစ်ပါတယ်။ပါမောက္ခ Zubov ကိုယာထူးအားဖြုတ်ပြီး TV Rain နဲ့ Landa Ru တို့လိုလွတ်လပ်တဲ့သတင်းဌာနတွေကိုပိတ်ပင်လိုက်တာဟာဆိုဗီယက်ခေတ်ကလိုသဘောကွဲလွဲမှုကိုထိန်းချုပ်တင်းကျပ်လိုက်တာပဲဖြစ်ပါတယ်။ဒါပေမဲ့အခုခေတ်ရုရှားမှာဟိုတုန်းကလိုသဘောတရားမျိုးမရှိဘူးလို့ Carnegie Center က Marsha Lipman ကဆိုပါတယ်။ Socialist, communist, however you call it, but socialist လို့ပဲခေါ်ခေါ် communist လို့ပဲခေါ်ခေါ်ရှင်းလင်းပြတ်သားတဲ့သဘောတရားတည်းရှိပြီးအနောက်နိုင်ငံတွေနဲ့တိတိသားသားကွဲလွဲနေခဲ့ပါတယ်။ဒါပေမဲ့အနောက်နိုင်ငံတွေဟာအခုလည်းရုရှားရဲ့အဓိကဆန့်ကျင်ဘက်တွေဖြစ်နေပါတယ်။ရုရှားပါလီမန်ဟာနိုင်ငံသားလက်မှတ်2မျိုးမကန်ရဘူးဆိုတဲ့ပြစ်မှုဆန်တဲ့ဥပဒေကိုပြဋ္ဌာန်းဖို့လုပ်နေပါတယ်။ Вполне должны и имеем право знать, кто живет в России. ရုရှားမှာဘယ်သူတွေနေတယ်လဲသူတို့တွေဘာလုပ်နေတယ်လဲဆိုတာကိုကျွန်တော်တို့သိခွင့်ရှိပါတယ်။ဒါကိုဖြေရပါမယ်။တခြားဘာမှအဖို့မလုပ်ပါဘူး။မှတ်တမ်းလိုချင်လို့လုပ်တာပါ။ရုရှားအစိုးရဟာစနေဟောင်းကိုဘာကြောင့်မှီခိုနေတယ်လဲဆိုတာနဲ့ပတ်သက်ပြီးပါမောက္ခ Zubov ကအခုလိုရှင်းပြပါတယ်Очень многие люди старшего и среднего поколения особенно, которые привыкли. တက်လက်ပိုင်းနဲ့တက်ကြီးပိုင်းလူများစုရဲ့အယူအဆဟာအရင်လိုပဲစွန့်မြဲနေကြဆဲဖြစ်ပါတယ်။အတွေးခေါ်ဟောင်းတွေကိုသူတို့လွယ်လွယ်ကူကူလက်ခံတဲ့အစ်စ်ကိုလက်မခံကြပါဘူး။ယူကရိန်းနဲ့ရုရှားနိုင်ငံသားနှစ်ခုကိစ္စကိုပိတ်ပင်တာဟာဆိုဗီယက်ခေတ်ကနိုင်ငံတကာအယူအဆနဲ့ကွဲလွဲမှုတရပ်ပဲလို့ Marsha Lipman ကထောက်ပြပါတယ်။ Crimea အခြေအနေကပူတင်နဲ့ရုရှားအများစုကိုမွေးရာဇာတိအဓိကထားရေးဘက်ကိုတွန်းပို့နေပါတယ်။လူမျိုးစွဲအမျိုးသားရေးဝါဒဟာဆိုဗီယက်ခေတ်တုန်းကလိုပဲအန္တရာယ်ဖြစ်လာနိုင်ပါတယ်။တစ်ချိန်တည်းမှာပဲအယူအဆသစ်တွေပေါ်ထွန်းလာမဲ့အချိန်လုံနှီးဟောင်းတွေကလည်းရှိနေစေဖြစ်ပါတယ်ခင်ဗျာ။လူပေါင်း83ကျော်သေဆုံးခဲ့ရတဲ့ရဝမ်ဒါနိုင်ငံကလူမျိုးတုံးတပ်ဖြတ်မှုဟာအခုဆိုရင်မျိုးဆက်တစ်ခုနီးပါးအချိန်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။နှစ်ပေါင်းအတော်ကြာတိမ်မြုပ်နေတဲ့ရဝမ်ဒါအရေးနဲ့ပတ်သက်ပြီး VOA သတင်းတောက် Gabe Joslow ကရဝမ်ဒါလူငယ်တွေနဲ့မြို့တော်ကီဂါလီမှာတွေ့ဆုံပြီးတော့အတိတ်ဖြစ်ရတဲ့အနာဂတ်အပေါ်သူတို့ရဲ့အမြင်တွေကိုစုံစမ်းထားတာကိုတော့ကိုညံဝင်းအောင်ကပြောပြပေးပါမယ်ရှင်။ရဝမ်ဒါလူမျိုးတုံးတပ်ဖြတ်မှုအတွင်းအသက်ရှင်ကျန်ခဲ့တဲ့ကျောင်းသားအုပ်စုဟာလွန်ခဲ့တဲ့နှစ်ပေါင်း20ကျော်ကအသက်ခံရသူတွေအတွက်အောက်မေ့ဖွယ်အခမ်းအနားကျင်းပနေကြပါတယ်။ဒီအထက်တန်းကျောင်းသားတွေဟာအကြမ်းဖက်တိုက်ခိုက်မှုအချိန်တွေတုန်းကကလေးသားအရွယ်တွေသာဖြစ်တာမို့အချိန်တွေကိုမှတ်မိဖို့တော့မလွယ်လှပါဘူး။အဲဒီတုန်းကသူတို့ရဲ့မိဘတွေမိသားစုဝင်တွေပါအသက်ခံခဲ့ရပါတယ်။နိုင်ငံစားလို့ခေါ်တဲ့အောက်မေ့ဖွယ်တင်းချိုင်းကိုလာရောက်ကြပြီးဝမ်းနဲ့ပူဆွေးနေကြတဲ့သူတို့အချင်းချင်းကြားမှာတော့တူးနဲ့တူးအပြန်လှန်ကူညီသွားဖို့နှစ်သိမ့်နေကြပါတယ်။အတိတ်ကကြေကွဲဖွယ်ဖြစ်ရဆိုးတွေကြုံခဲ့ရပြီးတဲ့နောက်ဒါဟာလူမှုအတိုင်းဝိုင်းကြားမှာပေါ်လာရတဲ့ယဉ်ကျေးမှုလည်းဖြစ်ပါတယ်။အသက်20အရွယ် Fabian Akali Kumi Tima ဟာလူငယ်တွေပညာသင်ကြားရေးအစီအစဉ်ကိုဦးဆောင်နေသူပါ။ "ဒီကိုလာဖို့ကအရေးကြီးပါတယ်။ဒါမှလည်းတင်းချိုင်းမှာမြုပ်ထားတဲ့သူတို့ရဲ့မိဘနဲ့တငယ်ချင်းတွေကိုအမတ်တရဂုဏ်ပြုဖို့အကောင်းဆုံးပဲဖြစ်လို့ပါ။ဒီအထိမ်းအမှတ်တင်းချိုင်းဟာ1994ခုနှစ်ဧပြီလတုန်းကအသက်ခံရသူ2000လောက်ကိုမြုပ်နှံထားတဲ့နေရာလည်းဖြစ်ပါတယ်။ဒီတင်းချိုင်းနားမှာတော့စာသင်ကျောင်းရှိပါတယ်။အတိတ်ကဖြစ်ရဆိုးမျိုးတွေနောက်ထပ်ပေါ်မလာရအောင်တားမြစ်ဖို့ဆိုရင်ပညာရေးကပိုအရေးကြီးတယ်လို့ကျောင်းသားတွေကမြင်နေကြပါတယ်။ Through helping ကျွန်တော်သိထားတဲ့အဖြစ်မှန်တွေကိုပြောပြရင်အရွယ်ရောက်လာတဲ့ကလေးတွေကိုကူညီသွားရင်းနဲ့ပဲဘာတွေဖြစ်ခဲ့တယ်ဆိုတာကိုရှင်းသွားအောင်ပြောပြရပါတယ်။ဘာလို့လဲဆိုတော့သမိုင်းကိုအခြားပုံစံတစ်မျိုးနဲ့ရှောက်ပြောနေတဲ့သူတွေရှိနေလို့ပါ။လူမျိုးတုံးတပ်ဖြတ်မှုနဲ့ပတ်သက်လို့ဒီနိုင်ငံထဲမှာအခုချိန်ထိကြောက်လန့်နေကြဆဲဖြစ်ပါတယ်။နိုင်ငံတွင်းဖွံ့ဖြိုးလာတာကြောင့်ပေါ်လာရတဲ့အခွင့်အရေးတွေကတိုင်းပြည်ပြန်လည်တည်ဆောက်ရေးအတွက်မျိုးဆက်သစ်လူငယ်တွေကိုစိတ်အားထက်သန်စေပါတယ်။ Christian Kuisinga နဲ့ Maria Jose Uayezu တို့ဟာအမေရိကန်ဒါမောက်တက္ကသိုလ်မှာဒီနှစ်အတွက်ပညာသင်ဆုရခဲ့သူတွေပါ။
သူတို့ဟာရဝမ်ဒါနိုင်ငံကီဂါလီမြို့က Bridge to Rwanda ဆိုတဲ့ပညာရေးအစီအစဉ်ကိုတက်ရောက်ခဲ့သူတွေလည်းဖြစ်ပါတယ်ရဝမ်ဒါရဲ့အကောင်းမွန်တဲ့အနာဂတ်အတွက်မျှော်လင့်နေကြပါတယ်ကိုယ့်အတွက်အခွင့်အရေးတစ်ခုပေါ်လာမယ်ဆိုလို့ရှိရင်အခြားသူကိုလည်းအခွင့်အရေးပြန်ပေးဖို့လိုပါတယ်ဘာလို့လဲဆိုတော့ကျမတို့ကကိုယ့်နိုင်ငံသားအချင်းချင်းပဲလေဒါကအဓိကအချက်ပါပဲလူမျိုးတုံးသတ်ဖြတ်မှုကြောင့်ဘာတွေကိုထိခိုက်နစ်နာခဲ့တယ်လဲဆိုတာတွေ့ရမှာပါကျွန်တော်တို့အခုအမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ငြိမ်းချမ်းရေးတည်ဆောက်ထားတဲ့ကာလမှာရောက်နေပြီဆိုတော့လူတယောက်ယောက်ကအနာဂတ်မှာသူလှုပ်ချင်တာကိုစိုးရင်ထိတ်လန့်စရာမလိုတော့ပဲစိတ်အေးအေးနဲ့လုပ်နေနိုင်ပါပြီအခုလိုအောက်မေ့ဖွယ်အခမ်းအနားတွေကတဆင့်ရဝမ်ဒါမျိုးဆက်သစ်လူငယ်တွေကတော့တစ်ဖက်မှာအတိတ်ကိုဆင်ញင်သုံးသပ်ရင်းအခြားတစ်ဖက်မှာလည်းအနာဂတ်ရေးကိုတွေးကာခရီးဆက်နေကြပါတယ်ခင်ဗျာတရားမဝင်တစ်ခုတ်တာတွေအမဲလိုက်တာတွေကြောင့်မြန်မာနိုင်ငံတစ်တောတွေမှာမိတင်းနေထိုင်နေကြတဲ့ရှားပါမြောက်မျိုးဆက်တွေမျိုးတုံးပြောက်ကွယ်မှာကိုပတ်ဝန်းကျင်နဲ့တော်ရိုင်းတရိတ်ဆန်ထိန်းသိမ်းရေးလှုပ်ရှားသူတွေကစိုးရိမ်နေကြပါတယ်မြန်မာနိုင်ငံမြောက်ပိုင်းကတစ်တောတွေမှာနေထိုင်နေကြတဲ့မြောက်တွေထိန်းသိမ်းရေးမှာအိမ်နီးချင်းတရုတ်နိုင်ငံရဲ့ပူးပေါင်းဆောင်ရွက်မှုရရှိဖို့လိုအပ်တယ်လို့လည်းသတိပေးခဲ့ကြတာပါအပြည့်အစုံကိုတော့ကိုအောင်လွင်ဦးကပြောပြပေးပါမယ်ရှင်မြန်မာနိုင်ငံမြောက်ပိုင်းကချင်ပြည်နယ်မှာ2010ပြည့်နှစ်တုန်းကပထမဆုံးအကြိမ်ရှာဖွေတွေ့ရှိခဲ့တဲ့ Snub Nose မြောက်နာလန်အမျိုးအစားကို၄နှစ်ကြာမှပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူတွေထပ်မံတွေ့ရှိခဲ့ကြတာပါ။ကောင်းရီ200ကနေ300လောက်သာကျန်တော့တယ်လို့ခန့်မှန်းထားတဲ့ရှားပါမြောက်နာလန်တွေသဘောအတိုင်းတောထဲမှာကျင်းလဲကျက်စားနေတာတွေကိုတော့ဗီဒီယိုနဲ့မှတ်တမ်းတင်နိုင်တာဟာဒါပထမဆုံးလည်းဖြစ်ပါတယ်။ဗြိတိန်နိုင်ငံခြေဆိုင်ပတ်ဝန်းကျင်နဲ့တောရိုင်းတရိတ်ဆန်ထိန်းသိမ်းရေးလှုပ်ရှားမှုအဖွဲ့ Fauna and Flora International FFI ရဲ့အာရှရေးညွှန်ကြားရေးမှူး Frank Mombach ကတော့တွေ့ရှိချက်အသစ်ကရှားပါမြောက်မျိုးစိတ်တွေကိုကာကွယ်ဆောက်ရှောက်ပေးနိုင်တဲ့သတင်းကောင်းတစ်ခုလို့ဆိုပါတယ်ခမန်းကြီးအကောင်40လောက်ရှိရဲ့မြောက်တအုပ်ကျွန်တော်တို့မှတ်တမ်းတင်ရိုက်ကူးနိုင်ခဲ့တာပါအနည်းအကျဉ်းပဲကျန်တော့တယ်လို့ထင်ရပေမဲ့ကြမ်းကြမ်းမာမာနဲ့မြောက်တွေရှိနေတယ်ဆိုတာကိုလည်းသိလိုက်ရပါတယ်ဒါကြောင့်လဲလူသူမီးရဲ့တရုတ်မြန်မာနယ်စပ်တောင်ပေါ်ဒေသကရှားပါးမြောက်တွေကိုထိမ့်သိမ်းဆောက်ရှောက်နိုင်မဲ့အလားအလာရှိနေပါသေးတယ် FFI အဖွဲ့ကတော့ကချင်ပြည်နယ်နဲ့ထိစပ်နေတဲ့အိန္ဒိယတရုတ်နိုင်ငံကတရားမဝင်တစ်ခုတ်လှဲမှုတွေရှားပါမြောက်တွေရဲ့အယိုးတွေဟာစိတ်ဘက်ဝင်နေဆိုတဲ့ယုံကြည်မှုနဲ့ဝယ်ယူနေတာတွေကမျိုးတုံးမဲ့အခြေအနေတွေကိုဖန်တီးနေတယ်လို့သတိပေးပါတယ်။ဒီညာတွေကအင်တာမတ်မဆောက်တဲ့တောင်တွေပါ။တရားမဝင်တစ်ခုတ်မှုတွေကြောင့်တောင်တွေမှာမြေစီရွာပြုံးတိတာမြေပြူတာတောပြုံးတာတွေလည်းအားသင်းအောင်တွေ့ရမှာပါ။မြန်မာမြောက်နှာလန်တွေအနာဂတ်မှာမျိုးတုံးကြောက်ွယ်မဲ့အလားအလာတွေလည်းအကြီးကျယ်ရှိနေပါတယ်။ဒါကြောင့်လည်းတရုတ်နိုင်ငံအနေနဲ့နိုင်ငံတကာဥပဒေကိုလေးစားလိုက်နာပြီးမြန်မာနိုင်ငံထဲမှာတရားမဝင်သိခုလုပ်နေတာတွေကိုရပ်ဆိုင်းဖို့လဲတိုက်တွန်းရမှာဖြစ်ပါတယ်ကချင်ပြည်နယ်ကလက်နက်ကိုင်ပြိပခတ်တွေကလည်းရှားပါမြောက်မျိုးစိတ်တွေပျောက်ကွယ်စေမဲ့ချင်းချောက်မှုတစ်ခုဖြစ်နေလဲပတ်ဝန်းကျင်နဲ့တော်ရန်တရိတ်ဆန်ထိန်းသိမ်းရေးလှုပ်ရှားမှုဖွဲ့ FFI ရဲ့အာရှရေးရာညွှန်ကြားရေးမှူးမွန်ဘတ်ကပြောဆိုခဲ့တာပါကချင်ပြည်နယ်မှာငင်းချဲရရှိပြီးဇီဝမျိုးကွဲတွေရှိရာအီမော်ဘွန်းတောင်တန်းဒေသကိုအမျိုးသားဥယျာဉ်တစ်ခုဖြစ်တရားဝင်သတ်မှတ်ဖန်တီးနိုင်မယ်ဆိုရင်တော့ရှားပါတရိတ်ဆန်တွေမျိုးတုံးပျောက်ကွယ်မဲ့အဖြစ်မျိုးကိုရှောင်ရှားနိုင်လိမ့်မယ်လို့လည်းသူကပြောသွားခဲ့ပါတယ်ခင်ဗျာတမိုးရှိဆုံးအရာတွေကိုစဉ်းစားကြတဲ့အခါအတွေးထဲမှာမကြာခဏပေါ်လာတတ်တာကအကြီးဆုံးကြောက်တံပရံများဒါမှမဟုတ်အကြော်ကြားဆုံးပကြီးကဆိုတာမျိုးတွေပါဒါပေမဲ့တချို့သောရှားပါတဲ့တရောတွေဟာလည်းတခြားယေဒနာတွေလိုပဲအံ့ဩဖွယ်ရာတချို့နဲ့ကြီးမားတဲ့တန်ဖိုးတွေရှိနေတတ်ပါတယ်ထူးခြားတဲ့တရောတလက်အကြောင်းကိုတော့ VOA သတင်းတောက် Adam Phillips သတင်းဆောင်မရေးသားထားတာကိုကိုကျော်ကျော်သိန်းကတင်ပြပေးပါမယ်ရှင်အမေရိကန်တရောပညာရှင်အန်နာကီကိုမိုင်ယာစ်ထိုးနေတဲ့ဒီတရောဟာဒေါ်လာ16သန်းတန်ပါတယ်တရောလုပ်တဲ့ရွှေခေတ်ရဲ့အထွတ်ထိပ်1942ခုနှစ်ကဂွန်နရီဒိုဂျဲဆုအီတလီနိုင်ငံမှာလုပ်ခဲ့တာပါသူသုံးခဲ့ဘူးတဲ့ဘယ်တူရိယာနဲ့မှမတူဘူးလို့မိုင်ယာစ်ကပြောပါတယ်G ကျိုးကတိတ်ပြီးတော့လေးနဲ့တာရပါတယ်ချဲလိုတလက်လိုပဲအတန်းထွက်နိုင်တယ်လေအီကျိုးကကြတော့ဒီဖျားเจ้าထဲမှာထိုးနေသလိုအတန်းထွက်တာတခါကအမျက်တနိုးပိုင်ဆိုင်ခဲ့ဘူးသူ19ရာစုတရောပညာရှင်ကြီးတူဦးကိုအစွဲပြုပြီးတော့ Vuitton လို့နာမည်ပေးထားပါတယ်ဒါဟာဖြင့် Paolo Albergini ရဲ့မန်ဟက်တန်အယောင်ပြကန်းကထွက်လာတဲ့တိတ်ကိုရှားပါတဲ့ရှေးဟောင်းတူရိယာတွေတဲကတစ်ခုပါပဲပုံမှန်အဖြစ်ဒီမီးကန်တစ်တာထဲမှာဒေါ်လာ9သန်းကနေတန်း90ထိတန်တဲ့တူရိယာပစ္စည်းတွေရှိပါတယ်လုပ်တဲ့အချိန်တုန်းကလုံးဝနီးပါးပြည့်စုံကောင်းမွန်တဲ့ Vuitton ကိုလုံးဝနီးပါးပြည့်စုံကောင်းမွန်အောင်ထိန်းသိမ်းထားခဲ့တယ်လို့ Albergini ကပြောပါတယ်ဒီတူရိယာရဲ့ဘဝတတမှာအတိတ်ပဲရှိတဲ့နီလန်းနဲ့စိတ်ပိုင်းတစ်ခုဖြစ်ခွင့်ရတာ
ကမ္ဘာမြေကြီးနဲ့မျှဝေခွင့်ရတာဒါမှမဟုတ်အနာဂတ်မှာတယောက်ယောက်ကမျှဝေနိုင်အောင်ထိန်းသိမ်းခွင့်ရတာဟာဖြင့်ကမ္ဘာတစ်ဝန်းကစုဆောင်းသူတထေးတွေကိုဆွဲဆောင်နေပါတယ်ကျိုးတက်ဒူရိယာလုပ်သူဒါမှမဟုတ်တရောလုပ်သူတွေကိုသိပ္ပံပညာကအထောက်အကူပြုပါတယ်ခရမ်းလိုမီးချောင်းတွေနဲ့အန်ဒိုစကုပ်ကိရိယာတွေကတာမန်မျက်စိနဲ့မမြင်နိုင်တဲ့အက်ကွဲချောင်းတွေနဲ့တခြားအနာအဆာတွေကိုတွေ့နိုင်ပါတယ်အနာကအလုပ်ယုံမှာကျွမ်းကျင်လှတဲ့ပညာရှင်တွေကဒီကျိုးလေးချောင်းတက်အံ့ဖွယ်ဒူရိယာတွေကိုပြုပြင်တာထိမ့်သိမ်းတာအပြင်အသစ်တွေကိုတောင်လုပ်နေကြပါတယ်ထိမ့်သိမ်းရေးပညာရှင်ဂျူလီရီယာဘိုဝါဟာ Viewtome ကိုထိမ့်သိမ်းသူပါတက်တန်းရင့်လာတာနဲ့အမျှသူ့ရဲ့ F4 ပုံစံကတမူကွဲလာတယ်ပိုရှည်လာပြီးပိုထူးခြားလာပါတယ်ဒါအပြင်ခေါင်းကလည်းပိုပြီးတော့ထူးခြားလာတာပါကမ္ဘာပေါ်မှာအရှားပါဆုံးချယ်လိုတွေနဲ့တရောအများပြားဟာပြတိုက်တွေနဲ့ပုဂ္ဂလိကစုဆောင်းသူတွေစီမှာတိတ်တိတ်ဆိတ်ဆိတ်ပဲရှိနေပါတယ်ဒါပေမဲ့လည်း Viewtome လို့တချို့တရောတွေကတော့တာယာတဲ့ဂီတသံတွေဆက်ပေးနေသေးပါAnna Kiko Myers ဟာကန်နဂီခမ်းမနဲ့တခြားနေရာတွေမှာပုံမှန်ဆိုသလို Viewtome နဲ့ဖျော်ဖြေလေးရှိပါတယ်။ Myers စီမှာအရည်သွေးအားဖြင့် Viewtome နီးပါးကောင်းတဲ့ Stradivari တရောနှစ်လက်ရှိပါသေးတယ်။ဒါပေမဲ့လည်းဒီတရောတစ်လက်ကတော့သူ့ရဲ့စိတ်တူကိုမျှထာဝရအဖော်ပါပဲတဲ့။သူတစ်သက်လုံးသုံးသွားဖို့ဒီတရောကိုပေးမယ်လို့အမည်မသိအလှရှင်တဦးကကမ်းလှမ်းခဲ့ချိန်ကိုသူအမှတ်ရဆဲပါခင်ဗျာ။မြန်မာနိုင်ငံနဲ့နိုင်ငံတကာကနောက်ဆုံးရသတင်းတွေကို VOA ကအင်တာနက်စာမျက်နှာမှာလည်းဖော်ပြပေးထားပါတယ်။ Mobile phone ကဆိုရင်တော့ VOA မြန်မာပိုင်းရဲ့ mobile web စာမျက်နှာမှာနားဆင်ကြည့်ရှုလို့ရပါတယ်။ VOA အစီအစဉ်တွေနဲ့ပတ်သက်ပြီးတော့အကြံပြုချင်တယ်ဆိုရင်တော့ email ကတဆင့်စာရေးသားအကြံပြုနိုင်ကြပါတယ်ရှင်။ဒီညနေအတွက်သတင်းကြီးချုပ်ကိုပြန်ကြည့်ကြရအောင်ပါရှင်။မြန်မာနိုင်ငံနဲ့အမေရိကန်ပြည်ထောင်စုကြားဆက်ဆံရေးဟာပြီးခဲ့တဲ့နှစ်သမ္မတဦးသိန်းစိန်ရဲ့အမေရိကန်ပြည်ထောင်စုခီးစဉ်အပြီးမှာပြောင်းလဲတိုးတက်တဲ့အနေအထားကိုရောက်လာခဲ့တယ်လို့မြင်တဲ့အကြောင်းဟာဝိုင်ကျွန်းမှာအာဆီယံကာကွယ်ရေးဝန်ကြီးတွေနဲ့အမေရိကန်ကာကွယ်ရေးဝန်ကြီး Chuck Hagel တို့ရဲ့အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲကိုတက်ရောက်ခဲ့တဲ့မြန်မာကာကွယ်ရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က VOA ကိုပြောပါတယ်။နှစ်ပေါင်း90အတွင်းမြန်မာအစိုးရကာကွယ်ရေးဝန်ကြီးတဦးအနေနဲ့အမေရိကန်ကာကွယ်ရေးဝန်ကြီးနဲ့ပထမဆုံးအကြိမ်အခုလိုအလွတ်သဘောဆွေးနွေးပွဲမှာပါဝင်တာဖြစ်ပါတယ်ရှင်။မြန်မာနိုင်ငံအတွင်းအပြောင်းလဲတွေမှာဒီမိုကရေစီပေါ်ပေါက်ရေးဟာအစိုးရရဲ့အလိုလားဆုံးဆောင်ရွက်ချက်လို့ပြည်သူအများစုကမြင်တဲ့အကြောင်းအမေရိကန်ပြည်ထောင်စုအခြေစိုက် IRI International Republican Institute အဖွဲ့ကြီးကမြန်မာပြည်သူတွေအကြားကောက်ခံခဲ့တဲ့စစ်တမ်းတစ်စောင်ကိုမနေ့တုန်းကထုတ်ပြန်လိုက်ပါတယ်။ဒီစစ်တမ်းနဲ့ပတ်သက်တဲ့ဆွေးနွေးပွဲတစ်ရက်ကိုလည်းမနေ့ကဝါရှင်တန် DC မြို့တော်မှာကျင်းပခဲ့တာပါမြန်မာရေးလှုပ်ရှားသူတချို့ကတော့ဒီစစ်တမ်းဟာမြန်မာပြည်သူတွေရဲ့သဘောထားကိုထင်ဟပ်တဲ့စစ်တမ်းတစ်ခုမဟုတ်ဘူးဆိုပြီးညှင်းပယ်နေတယ်လို့စစ်တမ်းကောက်ခံပုံနဲ့ပတ်သက်ပြီးတော့လည်းပြန်လည်ဝေဖန်ညှင်းချက်ထုတ်ထားကြပါတယ်ပျောက်ဆုံးနေတဲ့မလေးရှားခီးသည်တင်လေယာဉ်ရဲ့ Black Box လေယာဉ်မှတ်တမ်းသိမ်းဆည်းထားတဲ့ဆက်လာမယ့်ရက်အနည်းငယ်အတွင်းမှာပဲဘက်ထရီအားကုန်တော့မှာမို့ဒီဆက်ကိုအချိန်မီရှာဖွေနိုင်ဖို့အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းအလံဝေးတဲ့နေရာမှာရေအောက်ရှာဖွေမှုတွေစတင်နေပါပြီ။ Black Box ဘက်ထရီကုန်မသွားခင်ဒီဆက်ကနေထုတ်လွှတ်တဲ့ electronic line တွေကိုဖမ်းယူနိုင်ဖို့တနင်္လာနေ့လောက်အထိပဲအချိန်ရတော့မယ်လို့အာဏာပိုင်တွေကခန့်မှန်းထားတာပါ။တနင်္လာနေ့ဆိုရင်တော့လေယာဉ်ပျောက်တာရက်30ပြည့်ပြီဖြစ်ပါတယ်ရှင်။အာဖဂန်နစ္စတန်နိုင်ငံမှာနိုင်ငံသားသူမျိုးသမီးသတင်းတောက်2ဦးကိုရဲတယောက်ကတနက်နဲ့ပစ်ခတ်ခဲ့တဲ့အတွက်တဦးသေဆုံးပြီးနောက်တဦးကတော့ဒဏ်ရာရသွားတယ်လို့အာဖဂန်အရာရှိတွေကပြောပါတယ်။ပစ်ခတ်တဲ့ရဲကိုဖမ်းဆီးထားပြီးဖြစ်ကြောင်းအာဏာပိုင်တွေကပြောပါတယ်။ဘာကြောင့်အခုလိုပစ်ခတ်မှုဖြစ်ရတယ်လဲဆိုတာကိုတော့မသိရသေးပါဘူး။ပစ်ခတ်မှုဟာအာဖဂန်နစ္စတန်နိုင်ငံရဲ့သမ္မတရွေးကောက်ပွဲမတိုင်ခင်တရက်အလိုနိုင်ငံအရှေ့ပိုင်းပါကစ္စတန်နဲ့နယ်စပ်အနီးမှာရှိတဲ့ Khost ခရိုင်ကရဲစခန်းဝင်းတစ်ခုအတွင်းမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်ရှင်။ဒီနေ့ညနေအတွက် VOA TV သတင်းလွှာအစီအစဉ်ကတော့ဒီလောက်ပါပဲရှင်။ကျမတို့ VOA TV အစီအစဉ်တွေကိုနေ့စဉ်ည9:00 နာရီတိုင်းမှာအစီအစဉ်သစ်ကိုတိုက်ရိုက်ထုတ်လွှင့်ပေးပြီးတော့နောက်တစ်နေ့အစီအစဉ်သစ်မပြောင်းခင်အထိအကြိမ်ကြိမ်ထပ်မံထုတ်လွှင့်ပေးပါတယ်။ VOA TV သတင်းလွှာအစီအစဉ်ကိုကြည့်ရှုခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်။